အားလုံးပဲမင်္ဂလာပါရှင်တန်ကုန်လန်ကတက်ဆက်ပေးနေတဲ့တန်ကုန်ဟက်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်2026ဆိုရဲနှစ်သစ်ကိုလည်းရောက်လာပြီးစောင်းရငွေသက်လေးတွေလည်းရှိနေတဲ့အချိန်မှာ IC ဖြစ်တဲ့ဖုန်းလေးတစ်လုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့ပပလေးနဲ့ကင်မရာကောင်းပါတယ်ဆိုရဲ Huawei ရဲ့ Nova 40 ဖုန်းလေးပဲဖြစ်ပါတယ်ဒီဖုန်းလေးက colorways အနေနဲ့ crystal blue နဲ့ black ဆိုပြီးတော့နှစ်ရောင်ထွက်ထားတယ်ပေါ့နော်လက်ရှိ wallet ထဲမှာရောက်နေတဲ့ unit လေးကတော့ crystal blue အရောင်လေးပေါ့ဒီရောင်လေးက eye catchy ဖြစ်ပြီးတော့စမ်းတဲ့ထဲမှာပါတယ်ပထမဆုံးအနေနဲ့ကဒီဖုန်းရဲ့ performance တွေတခြား design အကြောင်းတွေကိုမပြောခင်မှာဘာကြောင့်ကင်မရာကောင်းလဲဆိုတဲ့အချက်ကိုနောက်မှတူတူကြည့်လိုက်ရအောင်နော်selfie camera အနေနဲ့က50 megapixel ultra portrait camera main အနေနဲ့ကကြတော့50 megapixel ultra vision camera 12 megapixel R1YB sensor ပါတဲ့ telephoto camera နဲ့8 megapixel ကိုမှ ultra wide ကော micro ကောရိုက်လို့ရတဲ့ camera တွေပါတယ်ပေါ့နော်နောက်ထပ်ထူးခြားတဲ့အချက်လေးကကြတော့သူ့မှာက flash လို့ဘာလို့ထည့်ပေးထားတဲ့ဒီနေရာလေးပေါ့နော်ဒါကိုကြတော့ 10 channel color temperature sensor လို့ခေါ်တယ်သူကဘာအတွက်လဲဆိုလို့ရှိရင်ဓာတ်ပုံတွေရိုက်တဲ့နေရာမှာကိုယ့်ရဲ့မျက်စိနဲ့မြင်ရတဲ့အရောင်အတိုင်းကို capture ဖမ်းမိတဲ့ sensor လေးပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင် online ကနေမှားလိုက်တော့တစ်မျိုးရောက်လာတော့တစ်မျိုးလို့မဟုတ်ပဲနဲ့အရောင်မှန်တယ်ဆိုတဲ့သဘောမျိုးပေါ့ main camera နဲ့ဓာတ်ပုံတွေရိုက်ကြည့်တဲ့အခါမှာသူ့ရဲ့ contrast တွေ color vibrance တွေကသူ့ဈေးတန်းဝန်းကျင်အနေထားရကြည့်မယ်ဆိုလို့ရှိရင်အပြစ်ပြောစရာမရှိဘူးကောင်းတယ်ပေါ့နော်လိုလိုက်ထဲမှာဓာတ်ပုံတွေရိုက်ကြည့်တဲ့အခါမှာလည်းအလင်းကိုစွတ်တင်ကြမလို့ပဲနဲ့သဘာဝဆန်တယ်ဆိုတဲ့ result မျိုးကိုပေးတယ်နောက်ပြီး portrait တွေရိုက်တဲ့အခါမှာလည်း 1x ကနေပြီးတော့ 3x ထိကိုကောင်းကောင်းကြီးကိုရိုက်လို့ရတယ်ပေါ့နော်နောက်ပြီး AI best expression ပါတဲ့အတွက်ကြောင့်မို့လို့group photo တွေရိုက်တဲ့အခါမှာမျက်စိမိတ်သွားတာမျိုးတွေအခြားမျက်နှာအနေထားအဆင်မပြေဖြစ်သွားတာမျိုးတွေအတွက်ကိုလည်းပြန်ပြင်လို့ရတယ်နောက်ပြီး AI remover ထပ်ပါတဲ့အတွက်ကြောင့်မို့လို့ကိုမလိုအပ်တဲ့အရာတွေကိုဖယ်ထုတ်ပလိုက်လို့ရပြီးတော့ဒီဖုန်းတစ်လုံးရှိုံနဲ့တင်ကိုအခြား editing tools တွေ scale တွေမလိုဘဲနဲ့ပုံတွေကိုပြောင်းလဲပလိုက်လို့ရတယ်ဒီဇိုင်းပိုင်းကိုစက်ကြည့်ရမယ်ဆိုလို့ရှိရင်အမြင်အရတော်လေးလာတဲ့ထဲမှာပါတယ်အနောက်ဘက်ခြမ်းကိုရေခဲပုတ်ဖက်လေးတွေကတ်နေတဲ့ပုံစံမျိုးထည့်ပေးထားပြီးတော့လက်ရကတော့လုံးဝမထင်ဘူးလေးပေါက်တွေကကြတော့ glossy type ဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရတော့နည်းနည်းထင်တယ်ပေါ့နော် fingerprint အနေနဲ့က side fingerprint နဲ့လာတယ် 6.7 inches OLED display 120Hz refresh rate ကိုမှ RAM အနေနဲ့ကတော့ 12.56GB နောက်ပြီးဒီဖုန်းက 7.2mm နဲ့ 192g ပဲရှိတဲ့အတွက်ကြောင့်မို့လို့ဖုန်းလေးကပါတယ်နောက်ပြီးတော့battery အနေနဲ့ကလည်း 5500 mAh ဆိုပေမဲ့ဖုန်းကြီးကအရင်လေးနေတာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဖုန်းဝယ်လိုက်ပြီဆိုတာနဲ့ charger တီးတက်ကြီးတော့မပါလာတော့ဘဲနဲ့အသွေးကြိုးတစ်ခုပဲပါလာတယ်ပေါ့နော်နောက်ပြီး performance ဘိုင်းကိုစက်ကြည့်ရမယ်ဆိုရင်တော့ chipset က Huawei ရဲ့ကိုယ်ပိုင် Kirin 8089ပဲသုံးမိထားတယ် IP69 dust and water resistant ရှိတဲ့အတွက်ကြောင့်မို့လို့ဒီဖုန်းလေးကအကျန်းလဲခံနေပေါ့နော် Google service ဘိုင်းနဲ့ပတ်သက်လာပြီဆိုရင်လည်းသူ့မှာဘေးအင်ပါတယ် iClary ကနေပဲ Google နဲ့ပတ်သက်တဲ့ application တွေအကုန်လုံးကိုအလွယ်တကူ download ဆွဲသုံးလို့ရနေပြီဆိုတော့အဆင်ပြေတယ်ပေါ့နော်ဈေးနှုန်းအနေနဲ့ကလည်း14သိန်းဝန်းကျင်ပဲဆိုတော့ဒီဈေးတန်းဝန်းကျင်နဲ့ပြင်ရမယ့် performance ကတန်တယ်ဆိုတဲ့ခံစားချက်မျိုးကိုတော့ပြီးတယ်ပြီးတော့ဒီ Huawei ရဲ့ Nova 40 ဖုန်းလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့တက်ကွန်လမ်းမှာဝယ်ယူရရှိနိုင်ပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ပါမယ်เนาะနောက်ထပ်ဗီဒီယိုတွေမှာဝိုင်းလက်တူပြန်တွေ့ကြမယ် bye bye